ဆိုတာကိုစိန်ခေါ်တဲ့တတိကဘာကြီးကိုစူးစမ်းမှုစတင်တဲ့ခြေလှမ်းမှာတင်ဟာစွန့်စားခီးတယ်ပါပဲနော်ဝေးနိုင်ငံဟာဥရောပရဲ့မြောက်ဘက်စွန်းမှာတည်ရှိပြီးလေယာဉ်ပြန်မပေါ်ခင်ကမြောက်ဘက်ပိုင်းကိုရှီလန်ခီဒါမှမဟုတ်ကုန်းလန်းကသွားရင်နော်ဝေးကိုဖျက်ကျော်ရပါတယ်။အဲဒါကြောင့်နော်ဝေးဆိုတာဟာမြောက်ဘက်သို့လမ်းဆိုတာကိုချုပ်ရေးထားတာပဲဖြစ်ပါတယ်။ AD 800ရာစုမတိုင်မီကနော်ဝေးဆိုတာမထင်ရှားတဲ့နိုင်ငံပါ။ AD 1993ခုနှစ်မှာဗိုက်ကင်းလူမျိုးတွေဥရောပတိုက်ကိုနေချက်ရာကနော်ဝေးကိုလူတီးခဲ့တာပါ။အခုထိုင်ပေကနေအာရှတိုက်နဲ့ဥရောပတိုက်ကိုကျော်ပြီးနော်ဝေးကိုရောက်ဖို့16နာရီပဲလိုပါတယ်။လေယာဉ်ပထမကိုကြော်ပြီးတော့လေကွင်းနဲ့ပြည့်နေနေတဲ့သစ်တောကိုငုံကြည့်မိတဲ့အခါအားလုံးရဲ့ရင်ထဲမှာမဖော်ပြနိုင်တဲ့စိတ်လှုပ်ရှားမှုတွေဖြစ်ပေါ်လာပါတယ်။နော်ဝေးနိုင်ငံမှာအရန်ကြီးမားတဲ့သစ်တောတစ်ခုရှိတယ်လို့ပြောစမှတ်ရှိတယ်။ဝင်သွားတာနဲ့ဗျာအထဲမှာလမ်းပြောက်ပြီးတသက်လုံးပြန်ထွက်မလာနိုင်ဘူးတဲ့။ကံကောင်းရင်တော့မှင်စာလေးနဲ့တွေ့ပြီးခမ ्या ကိုအနှောက်အယှက်ပေးနိုင်တယ်။ကျွန်တော်တို့အဲ့လိုမထင်ဘူးဗျ။တောထဲမှာမျက်စိနဲ့လမ်းမနေတာကဘာကြောက်စရာရှိလို့လဲ။လူတော်တော်များများကတော့အပျော်အနေနဲ့တမင်မျက်စိနဲ့လမ်းမကြတာပါ။ခမ ्या ရွာထိတ်ຫນွေဦးသစ်ပင်မှတ်တမ်းတဲ့ကနော်ဝေးသစ်တောကြောင့်မဖတ်ဘူးရင်တော့နာမည်ကြီးသချင်းတွေကိုတော့ကြားဦးမှာပါဝိထုကိုပဲဖြစ်ဖြစ်တခြင်းပဲဖြစ်ဖြစ်အမွှန်းတင်ပြီးရေးထားတာကရင်းနှီးစရာအချက်ဇလန်းတွေပဲဖြစ်ပါတယ်အခုနော်ဝေးကိုရောက်နေပါပြီသူကတော့စောင်းပါးတဲ့ကသစ်တောကိုရှာပါမယ်ဒါပေမဲ့နော်ဝေးသစ်တောတွေမှာသက်ရှိတစ်မျိုးရှိပါတယ်သူ့ကိုတော့ troll မင်စာလေးလို့ခေါ်ကြပါတယ်ပုံမြင်တွေထဲမှာတော့မင်စာလေးဆိုတာကအစော့တန်တဲ့ကောင်လေးပဲဖြစ်ပါတယ်နော်ဝေးလူမျိုးကသူ့ကိုချစ်လဲချစ်ကြပါတယ်ကြောက်လဲကြောက်ကြပါတယ်ကြောက်တာကသူကဖျက်ဆီးတတ်လို့ပဲဖြစ်ပါတယ်ချစ်တာကတော့သူကအကောင်းဆုံးအဆောက်အအုံတွေပေးတတ်တဲ့သူမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ခုယထာစီးတော့မှာပါတိုက်ဆိုင်ပဲဗျကျွန်တော်တို့ထိုင်းပေးရင်သမီးတော်နဲ့စုံမိတယ်သမီးတော်လည်းဒီယထာကိုစီးလာတာကဲမတိုက်ဆိုင်လို့လားကျွန်တော်မင်းသမီးကိုကူးမှစမြင်ဘူးတာပါကျွန်တော်သွားမိတ်ဆက်မယ်နောက်ထိုင်းနိုင်ငံသွားရင်ပို့ပြီးလွယ်ကူသွားတာပေါ့ဟုတ်တယ်မလား去认识他然后以后去泰国应该会比较方便是不是这样ထိုင်းပြီးရင်သမီးတောင်တီးလာတယ်ဆိုရင်အာပုစီးမဲ့ယထာကနာမည်ကြီးတယ်ဆိုတာကိုတက်တည်ပြတာပဲဖြစ်ပါတယ်။ Flam ဟာနော်ဝေးနိုင်ငံအလဲပိုင်းကမြို့လေးဖြစ်ပါတယ်။တောင်တန်းနဲ့မြစ်လက်တက်တို့ကဝင်းရံနေပြီးတော့မြို့ပြင်ကိုသွားရင်ပင်လယ်ရေမျက်နှာပြင်အထက်2မီတာရှိတဲ့တောင်ကြားကနေပင်လယ်ရေမျက်နှာထက်1000ရှိတဲ့တောင်ကိုဖြတ်ကျော်ရမှာပါ။ Flam ရထားတန်လန်းကအနှစ်20ရှိပြီးအသုံးဝင်လှပါတယ်။ရထားကနှစ်စဉ်ခီးသွားဧည့်သည်2သိန်းကိုဆွဲဆောင်နိုင်ပြီးတော့မြို့လေးအတွက်ကြီးမားတဲ့စီးပွားရေးအခွင့်အရေးကိုရစေပါတယ်မီတာ800ထိအောင်တန်းရမောင်းမှာအဲ့ဒါဘလောက်မတ်ဆောင်မှန်ခမ ्या ပုံပေါ်နိုင်လားသူ့အကွာဝင်ဘလောက်ရှိလဲကျွန်တော်မသိဘူးဗျကျွန်တော်အခုယထာပေါ်အမြန်တက်တော့မယ်ယထာထွက်တော့မယ်ဗျမင်္ဂလာပါမင်္ဂလာပါထိုင်းနိုင်ငံကမဟုတ်ဘူးလားမဟုတ်ဘူးကျွန်တော်တို့ကထိုင်ပေကလာတာထိုင်ပေကနှုတ်ဆက်စကားကမင်္ဂလာပါမင်္ဂလာပါဟုတ်တယ်မင်္ဂလာပါတရုတ်ဘာသာလားဟုတ်တယ်ဗျကောင်းပါပြီခင်ဗျားကတောင်ပေါ်ကမြို့ကလေးစီကိုသွားမှာလားတောင်ပေါ်ကိုသွားမှာဘယ်ချိန်တက်မှာလဲကျွန်တော်တို့တက်နေပါပြီနောက်ဆုံးတောင်ကစပြီးကျွန်တော်စတင်တက်ခဲ့တာပါဟုတ်လားဟုတ်ပါတယ်ဘယ်လောက်ကြာအောင်စီးရမှာလဲမိနစ်40လောက်ပါပဲမိနစ်40လားလမ်းမှာရောထူးခြားတဲ့ရှုခင်းရှိလား Is there anything we can see on the way to the top? ကျွန်တော်တို့ Kejo Force နန်းမှာစိုက်မှာပါအဲ့ဒါရေတကုံမဟုတ်လားဟုတ်ပါတယ် Flam ကနေမတော်ကိုမြရထားခီးစဉ်တနာရီမှာရှုံမြောက်22ခုနဲ့55ဒီဂရီစင်ကြေရှော့ကိုဖျက်ကျော်ခဲ့ပါတယ်။မိုးပြန်မြရထားလို့စိတ်လှုပ်ရှားရတာမျိုးမဟုတ်ပေမဲ့တဘာဝနဲ့အရင်နှီးဆုံးထိတွေ့ခံစားနိုင်ပါတယ်။ရေတကွန်ရေတွေတသွင်သွင်စီးဆင်းပုံကနော်ဝေးတစ်တော်ရဲ့တဘာဝအလှကိုမြင်သာစေပါတယ်။နော်ဝေးမှာနေရာတိုင်းတစ်တော်ရှိတာမဟုတ်ပါဘူး။မြောက်လက်တီကျ66ဒီဂရီအထက်မှာရှိတဲ့အာတိတ်စဝိုင်းဒေသမှာအေးခဲနေတဲ့ရေခဲပြင်တွေရှိပါတယ်။လူနေဖို့မသင့်တော်တဲ့နေရာမှာဆမ်မီလူမျိုးတစုရေရှည်နေထိုင်ခဲ့ပါတယ်အရန်မြင့်တဲ့ရွက်တဲပဲအားလုံးကတစ်သားနဲ့ဒီလိုထောက်ထားတာကိုပြီးတော့ဒီမှာခင်းထားတဲ့သမင်တရီလည်းရှိသေးတယ်လူရှိလားအပြစ်မလားဟေး
ဟိုရွက်တဲထဲမှာလူရှိတယ်ဗျ ဟယ်လိုကျွန်တော်က Brian ပါ ကျွန်တော်က Nation Rick ပါ Sunrick ကျွန်တော်ကထိုင်ပေကလာတာပါဘာလို့ရွက်ပြင်တဲကဒီလိုပုံစံဖြစ်နေတာလဲ ဒါကကျွန်တော်တို့ရိုးရာတဲ့ live ပါ ဒါက live It's called love. It's a house. Yes, love. Oh, it's. This is. ဒါကစိတ်တရေ This is reindeer skin. 1 2 3 4 5ဟာအများကြီးပဲအားလုံးကိုခင်းထားတယ်နော်ပြီးတော့ဘာလို့ဒါကိုမြေပြင်မှာခင်းထားတာလဲ ဒါကကြိုတင်ကာကွယ်နေပါအောက်ကိုအရင်တက်ကိုင်းခင်းနေပြီးတော့တမင်တရေခင်းပါတယ်ဒါမှစိုးထိုင်းတာကိုကာကွယ်နိုင်တာ စိုးထိုင်းတာကို ဟုတ်ပါတယ် ဒီမှာအိတ်တော့နှွေးရလား အရန်နှွေးတယ်အင်ဂျီလုံးလုံးလောက်ဝတ်ထားရင်တော့အရန်နှွေးမှာပဲ ခမရရဲ့အင်ကြီးအယောင်ကအရန်ဆူတယ်နော်ဒါခေါင်းဝင်လားခမရဘောင်းဝီရေဝတ်ထားတယ်နော် ဒါပေါ့ ဒီအင်ကြီးအရန်လာတယ်ဒါခမရတို့ရိုးရဝတ်ဆောင်လား ဟုတ်ပါတယ် တက်သေးတွေအရတော့ဆမ်မီလူမျိုးတွေကလွန်ခဲ့တဲ့နှစ်1000နီးပါးကြောက်ခစ်တဲ့ရေခဲမြစ်ခေတ်ကာလတုန်းကအာတိတ်ဆက်ဝိုင်းမှာနေထိုင်လာကြတာပါ16ရာစုမှာတော့ဂျာမန်လူမျိုးနဲ့ဗိုက်ကင်းလူမျိုးစုတို့လာတိုက်ခိုက်ကြပြီးယဉ်ကျေးမှုကိုမြောက်ဥရောပရဲ့နိုင်ငံအသီးသီးစီယူဆောင်သွားပါတယ်ဆမ်မီလူမျိုးတွေလည်းဝင်ရိုးစွန်းဒေသကိုစွန့်ခွာပြီးမြို့တော်မှာတိုးတက်ဖို့အတွက်ရွေးချယ်ခဲ့ရပါတယ်ကျန်နေတဲ့လူ2000နီးပါးကတော့ဝင်ရိုးစွန်းဒေသမှာတရိတ်ဆန်မွေးမြူတဲ့ဘဝကိုဖျက်ဆီးရင်းနဲ့တမင်သားနဲ့တရေရောင်းဝယ်ခြင်းနဲ့ဘဝကိုရည်တည်ခဲ့ပါတယ် မင်းအရင်ဆုံးအင်ကြီးကိုခေါင်းကနေဆွတ်ရမယ် ဒါရိုးရဝတ်ဆောင်ပဲမိန်းကလေးဝတ်ဆောင်ကြနေတာပဲခမရတို့ဘာလို့ဒီလိုဒီဇိုင်းထုတ်ကြရလဲကြည့်ရတာကောင်းဝင်နေတော့တူတယ် ဒါကဆမ်မီလူမျိုးရဲ့ရိုးရာဝတ်စုံပါအလှတတ်ပါပဲ အလှပဲလား ဟုတ်ပါတယ် ကပတ်ပတ်တာလား ဟုတ်ပါတယ် Well, yes. ရပြီခိုင်သွားပြီ ဒါလည်းတည်နေလောက်တာလား ဟုတ်ပါတယ်တမင်တရေပါ နေမောင်ခမရပိုက်တဲ့ကိုဘာသွင်းထားရလဲ လက်ကင်ဖုန်းပါ အတန်မီနေတယ်နော်အော်အိတ်ရှိသေးတာကိုလက်ကင်ဖုန်းထည့်လို့ရတယ် ဟုတ်ပါတယ် ဒီလိုဆိုလက်ကင်ဖုန်းထားမယ့်နေရာတော့တည်သွားပြီဗျစောစောကလက်ကိုဒီလိုသွင်းတာယူရတာအရန်လွယ်တယ်ဟယ်လိုကျေးဇူးပဲတခြားပါရှိသေးလဲ စစ်စင်းနေတယ် မလှုပ်နဲ့ ညစ်မှန်ပဲရှိတယ် ကျွန်တော်ကဆမ်မီလူမျိုးနဲ့တူလားဗျ ဟုတ်တယ်မင်းကဆမ်မီလူမျိုးနဲ့တူတယ် ဟဲဟဲမျက်နှာလွှဲရင်တော့တူတယ်နော် ဒီလိုမပြောပါဘူးမင်းကတာမန်ဆမ်မီလူမျိုးထက်အရက်မြင့်တယ် news ကပြောပါတယ်ဆမ်မီလူမျိုးရဲ့ထူးခြားချက်ကအရက်ပူပြီးမျက်နှာထူနှာခေါင်းကြီးပါတယ်တဲ့အခြားလူမျိုးစုနဲ့ထိမ်းများပြီးတဲ့နောက်သူတို့ရဲ့ပူညက်တဲ့ထူးခြားချက်ကပြောင်းလဲလာပါတယ်ဆမ်မီလူမျိုးကိုခွဲခြားနိုင်တာကတော့အနီအဝါပြရောနေတဲ့ရှော်ရတီကိုရထားတဲ့ရိုးရာဝတ်စုံပဲပြတ်မာတော့တယ်ကြည့်လို့အရန်ကောင်းပါတယ်ဒါပေမဲ့ဒီလိုဝတ်ထားရင်အပူချိန်9 degree centigrade မရှိတဲ့ဝင်ရိုးစွန်းဒေသမှာရှင်သန်ဖို့ဖြစ်နိုင်ပါမလားဆိုတာစဉ်းစားကြရပါပဲ ဒီတဲ့ဒီအိမ်ကြီးကခမရတို့စောင်းရသည်ဝတ်တာလား ဟုတ်ပါတယ်အဲ့ဒါကစောင်းရသည်ဝတ်စုံပါစောင်းအတွက်အထူးချုပ်ထားတာ စောင်းအတွက် ဟုတ်ပါတယ်ဒါကလက်နဲ့ချုပ်ထားတာအထဲကိုမြင်ရင်သိပါတယ်အဲ့ဒီအထဲမှာအားလုံးကတရေပဲအမွှေးတောင်အတူရှိတယ် ဒီအိမ်ကြီးခမရချုပ်တာလား ကျမအမေပါ သူ့အမေချုပ်တာ ခမရအမေကလက်နဲ့ချုပ်တာပေါ့ သူကအသက်90ရှိနေပြီဒီအထဲကအနှစ်20ရှိနေပြီ ကျွန်တော်ဒီလိုပွင့်လိုက်တာနဲ့နှွေးနေတာပဲအရန်နှွေးတယ်ဗျဟုတ်တယ်အရန်နှွေးတယ်ဒီနေစီဖနက်ကအရန်နှွေးနေမှာပဲသူဘာပြောတာလဲ ဒီဖက်နှက်ကလည်းလက်နဲ့လှုပ်တာစောင်းရင်းစီးဖို့ပါမင်းတာကိုကြည့်အောက်ခံကိုကြည့်အရှိအစကဒီဘက်ကိုဥတီတဲ့အစင်းအနောက်ကဖြောင်းမြန်ဥတီတဲ့အစင်းလေးအမွှေးနှစ်ဖက်ကဗတ်မတူလို့နှင်းပေါ်မှာချော့မှာမဟုတ်ဘူး ဖနက်သေးသေးလေးတစ်စုံကလည်းပညာပါလာပဲနော်ဒီဖနက်တစ်စုံကကျွန်တော်ခြေအတိုင်းပဲ Just my friend. တစ်တောတွေဖုံးလွှမ်းနေတဲ့မြောက်ပိုင်းလျှို့ဝှက်နယ်မြေစိတ်ကူးတွေတကယ်ဖြစ်လာတဲ့ရိုးရာပုံမြင်နေမဝင်တိုင်းပြည်ရဲ့ຫນွေအားလည်းရဲ့ခရစ်စမတ်ဖဖိုးကောပင်မာနေတာလေဝေရိုးစွန်းဒေသတော်ရင်းမှင်စာလေးရဲ့ခြေအတိုင်းဆမ်မီလူမျိုးတို့ရဲ့မွေးရဌာနေကိုရှာဖွေခဲ့ပါတယ်
ဒီလို โอเค ဒီလိုစုပ်ကင်လိုက် โอเคကျွန်တော်နားလည်ပြီ ပြီးရင်ပြစ်မယ်စနစ်ဖြစ်ပြီလား ဟုတ်ကဲ့ တိကျတဲ့ပြစ်မှတ်ကိုပဲကြည့်ပါ Okay, I want ကျွန်တော်ကသေးတဲ့ပြစ်မှတ် small one. ငါကတော့ကြီးတဲ့ပြစ်မှတ် Okay, I take the big one to the left. အသင့်ဖြစ်ပြီလား ဟုတ်ကဲ့ခင်ဗျားမိသွားပြီ ငါမိသွားပြီ ကျွန်တော်လည်းကြီးတာမိပြီခင်ဗျားကျိုးအမြန်ဆွဲရမယ်ဘာလို့လဲဆိုတော့ထွက်ပြေးနိုင်တာမို့လို့ပဲသူထွက်ပြေးတဲ့အခါမှာကျိုးဆွဲရမှာလား ဟုတ်ပါတယ် ဒီလိုမျိုးပြစ်တာတကယ်မှန်တာပဲ 哎，这样丢还蛮准的。看到没有？ ဒီလိုမျိုးသူ့ဦးချိုကိုစွတ်လိုက်ရင်ဆွဲလေတင်းလေပဲအဲ့ဒီအခါခဏလေးနော်ဒီကွင်းဒါကိုတင်းလိုက်တော့သူကပြေးလို့မရတော့ဘူးပျော်စရာကြီးတစ်ခါထပ်လုပ်မယ်မိုက်ခရိုဖုန်းသိမ်းနေတယ်လို့ပဲ 好像在顺蹦啊！ ဒါဆိုခင်ဗျာအရန်တော်မှာပဲနော်အဲ့ဒါကအလွယ်လေးပါပဲလားဟိုဘက်မှာစက်တူမြည်တူတွေမွေးထားသေးတယ် 噔噔噔噔， ကျွန်တော်တွေ့သွားပြီဟိုဘက်မှာလည်းရှိသေးတယ်ဟယ်လိုသူတို့ကိုဖမ်းလို့ရမလားအာနောက်တာပါ just kidding。 အသေးလေးကအရန်ချစ်ဖို့ကောင်းတယ်ဗျ So ခင်ဗျားဘယ်နှကောင်မွေးထားတာလဲ ဒီချမ်းမှာ9ကောင်ပဲမွေးထားပါတယ် In this pants, it's only 7. ဒါဆိုတခြားခြံမှာရော in this တခြားမှာဘဏ္ဍကောင်ရှိနေမှန်းသိမသေးကြဘူးဒီရက်ပိုင်းမှာ3-4ကောင်ဖမ်းထားသေးလို့ပါအဲ့ဒါကြောင့်တစ်ခါတလေများလာတော့မမှတ်မိဘူး အများကြီးပါပဲလား9ကျော်လောက်ရှိလား many ရှိလောက်တယ် like more than သူ့ဦးတူကိုမြင်တာနဲ့ကျွန်တော်လက်တွေအရန်ရားလာတယ်မဲကျွန်တော်ကိုလဲပြန်တော့ကြည့်နေသေးတယ် 就手很痒很痒。哎， မြင်တာနဲ့အရန်စမ်းကြည့်ကျင်လာတယ်ဗျဒါပေမဲ့အဲ့ဒါမျိုးကမကောင်းပါဘူးကျွန်တော်မှမေးစရာရှိတယ် 套住试试看，但这样不好了。I have one question. You know in China. တရုတ်လူမျိုးတွေကတမင်ကြိုကိုစားတယ် the home. ခင်ဗျားတို့ရောစားလား တခါတလေစားကြပါတယ်အမြဲတော့မစားပါဘူးတချို့ဥကြိုတွေကငါတို့စီကနေတရုတ်ကိုပို့တဲ့ဥကြိုတွေ တကယ်လား ဒါကငွေအများကြီးဝင်တဲ့စီးပွားရေးပါ တမင်ကြိုရဲ့အာနိသင်ကိုခင်ဗျားသိလား သိတာပေါ့ ဒါဆိုကျွန်တော်ကိုနည်းနည်းလောက်ပြောပြပါလား အဲ့ဒါကဆမ်မီလူမျိုးတို့ရဲ့ရှေးကလေးကမွေးမြူကြတဲ့လျှို့ဝှက်ချက်ပေါ့ Tell me. မထင်မှတ်ပဲနဲ့ဆမ်မီလူမျိုးတွေကမွေးမြူရေးကျွမ်းကျင်ကြပါတယ်။တမင်ကြိုကိုစားယုံတာမကဘဲနဲ့နေ့စဉ်သုံးအရာဝတ္ထုတွေကိုပါတမင်မှရရှိပါတယ်။တမင်ရဲ့အသားအသွေးနှုတ်ကအစားအစာဖြစ်ပြီးတော့အရေးပြားနဲ့အမွှေးကိုအဝတ်အစားတရေဖက်နဲ့ရွက်တဲလုပ်ပါတယ်။ဥကြိုသုံးပြီးအသုံးဆောင်ပစ္စည်းနဲ့လက်မှုပစ္စည်းတွေထုတ်လုပ်ကြပါတယ်။ဝေရာငါးနဲ့အက်စကီမိုလူမျိုးလိုတန်ဒရာတမင်နဲ့ဆမ်မီလူမျိုးကခွဲလို့မရနိုင်ပါဘူး။ ကော်ဖီကြိုနေတာကျွန်တော်တစ်ခွက်လောက်တောက်လို့ရမလား ဆမ်မီကော်ဖီ အဲ့ဒါက ဟုတ်ပါတယ်မီးတောက်ကော်ဖီ မီးတော့ကော်ဖီ Allow you have coffee. Fire cooked coffee. Fire cook. Right. Whoa. Right here? အရန်လေးတယ်နော် What's it having? ကျေးဇူးတင်ပါတယ်ဆမ်မီလူမျိုးတွေအရင်ကတည်းကကော်ဖီတောက်ကြရလားဟိုးရင်တော့ကပေါ့ အရင်ကမတောက်ပါဘူးနော်ဝေးသားတွေကအရင်တောက်တာဆမ်မီလူမျိုးကနောက်မှလိုက်တောက်ကြတာ Niels ကပြောပါတယ်ကော်ဖီကပြပကလာတဲ့ယဉ်ကျေးမှုအခုခေတ်ယဉ်ကျေးမှုကသူတို့ဘဝထဲနေရာယူတာကြာနေပါပြီအတန်သွင်းဆက်ဟန်ဖုန်းကဒီနေရာကိုအဆင်ပြေပြီးလှပစေပါတယ်ဆက်သွယ်ရေးလွယ်ကူခြင်းဟာပြပကလူတွေကဆယ်မီရိုးရာယဉ်ကျေးမှုကိုသိရှိဖို့အတွက်အခွင့်အရေးပိုရစေပါတယ်နိုင်ငံခြားကော်ဖီတောက်ရင်းနဲ့ဆယ်မီဇနီးမောင်နှံရဲ့ရိုးရာဒေသချင်းကိုနားထောင်ပြီးယဉ်ကျေးမှုရောနှောနေတဲ့ခန်းစားချက်တစ်မျိုးကလူတိုင်းရဲ့ရင်ထဲမှာတအီအီနဲ့ရိုက်ခတ်နေပါတယ်ဆယ်မီရဲ့ရိုးရာကအဝေးကြီးကိုဝေးကွာနေပါပြီ။ဒါပေမဲ့ဆမ်မီဘိုးဘေးတွေရဲ့သွေးကတော့ဒီအိတ်ခဲနေတဲ့မြေပြင်ထက်မှနှွေးထွေးစွာနဲ့စီစဉ်နေမှာပါ။ ပျော်ရွှင်ပွဲခရစ်စမတ်ပွဲတော်ဖြစ်ပါစေ Christmas. အရန်ထူးဆန်းနေတယ်မလား 对不对？明明才9လပိုင်းပဲရှိသေးတာ哦ကျွန်တော်ကဆူတောင်းနေလို့လေ 在挪威 နော်ဝေးမှာခရစ်စမတ်ဖိုးဖိုးရဲ့ရုံးခန်းတစ်ခန်းရှိတယ်တဲ့ 是哦。
တကားဝမှာတမင်ရှစ်ကောင်ဆွဲတဲ့စွတ်ဖားလဲများရထားမှာလားဒါပေမဲ့အမှန်ပြောရရင်ခရစ်စမတ်ပွဲတော်ကာလမှာ तू အလုံးများနိုင်ပေမဲ့ကျန်တဲ့ချိန်မှာ तू ဘာတွေများလုပ်နေမလဲကျွန်တော်တို့တွေအလစ်သွားစုံစမ်းကြည့်မယ်အဆင်ပြေရင်သူ့စီကလက်ဆောင်တွေတောင်းကြမယ်လေသွားကြမယ် Denmark, Iceland, Finland, Norway နဲ့ Sweden မြောက်ပိုင်းဥရောပတစ်ခုလုံးနဲ့ Greenland က Christmas ဖိုးဖိုးရဲ့မိုးရက်စာတီးပဲဖြစ်ပါတယ်是圣诞老人哪来这么多分身啊？而且挪威人说圣诞老 Norway သားတွေက Christmas ဖိုးဖိုးရဲ့ရုံးခန်းကဒီမှာရှိတယ်လို့ပြောကြပါတယ်အခု Norway တနိုင်ငံလုံးကနွေရာသီပါ Christmas ပွဲတော်ကစောင်းရာသီမှမို့ Christmas ဖိုးဖိုးကအားလည်းရက်တွေမှာဘာတွေများလုပ်နေမလဲလို့စဉ်းစားမိကြပါတယ် Hello ကျွန်တော် Brian ပါ ကျွန်တော်ကဂျွန်အားနာပါ ဘာလို့အိမ်အမိုးမှာမျက်ပင်စိုက်တာလဲ ဒီရင်ကို1990ခုနှစ်ကစောက်ခဲ့တာ တခါတလေရာသီဥတုကတိတ်မကောင်းဘူးမျက်ပင်မှာနှင်းရည်တွေတီးနေတတ်တော့ရေသက်ကအိမ်ထဲကိုမဝင်ဘူးလား မဝင်ဘူးမျက်ပင်အောက်မှာပလတ်စတစ်နဲ့တက်ခောက်ကိုအထက်ထပ်ခင်းထားလို့ပါ မျက်ပင်အရန်ရှည်လာရောခမညှက်ပြက်မှာလား ညက်မှာပါတခါတလေညက်ပါတယ်ပြီးတော့ကျွန်တော်တို့ခြံဝဲမှာတခါတလေစိတ်တွေလာတယ်စိတ်3-4ကောင်လောက်ကကျွန်တော်တို့ဖြတ်ထားတဲ့မြက်ကိုမြေပြင်ပေါ်မှာထားထားရင်အကုန်စားသွားတတ်တယ် But some years we have goats. Yes, 3 small goats. And we put it up there, and about 3 days they have eaten all of it up. ဝေရိုးစုဒေသကနေတောင်ပိုင်းကိုလာတဲ့အခါကီလိုမီတာ2000กว่าမှရှိတဲ့နော်ဝေးမှာရှုခင်းတွေကဆက်မပြတ်ပြောင်းလဲနေပါတယ်။နှင်းတွေနဲ့ဖွေးဖြူနေတဲ့မြေပြင်ကိုနင်းနာမှမကြသေးပါဘူး။အခုတော့အရန်ကိုစိမ့်ဆူသွားပြီးအယောင်တောက်ပတဲ့အိမ်လေးကိုမြက်ခင်းမိုးထားတဲ့အိမ်မိုးနဲ့မြင်တွေ့ရမှာပါ။ Viking ရှီးလူကြီးတွေရဲ့နီလန်ပဲဖြစ်ပါတယ်။တက်ခောက်ကိုအမိုးမှာခင်းပြီးမြေထက်ခင်းကမြက်ပင်ဆိုင်ခြင်းမှာအေးတံကိုကောက်ွယ်နိုင်ရုံမကပဲနဲ့နွေရာသီမှာအပူဒဏ်ကိုလည်းရှောင်နိုင်ပါသေးတယ် ဒီတန်းကခမည်းလောက်ထားလား ဟုတ်ပါတယ် တယောက်တည်းလောက်တာ ကလေးတွေငယ်ငယ်ကစောက်ခဲ့တာသူတို့တွေတော့အရွယ်ရောက်နေကြပြီ Hello ကျွန်တော်ကထိုင်ပေးရလာတာပါ Hello, we're from Taiwan. Hello. Yeah. ဒီဘက်ကရှုခင်းအရန်ကောင်းတယ်ဒီတိုင်းကြည့်လိုက်ရင်800ရေကန်ပါ Ta-da! I'll show you this. Yeah. Touch. ဒါလေးစားကြည့်ပါ Try. Yeah. 鳕鱼相思。 No good. အရန်ကောင်းတယ် Chinese is perfect. God ငါလို့ခေါ်တယ် မိကြည့်ပါ God ငါအမြင်ကြောက်ပါ ဒီငါးကဘယ်ကလာတာလဲ Where did it come from? Come from Yeah. the fish. Yes. ဒီတစ်စိတ်ကဘေဟိုင်းနဲ့နော်ဝေးကဖြစ်ရမယ် No way. Hey, let me check. အားပုလည်းတေချာမသိပါဘူးသူငယ်ငယ်လေးတဲကစားလာတာကနော်ဝေးကမဟုတ်ဘဲနဲ့ဘေဟိုင်ကပဲဖြစ်ပါတယ်ဘာအနက်မှထက်ထည့်ထားခြင်းမရှိဘဲနဲ့တဘာဝအရသာဘေဟိုင်ကော့ငချောက်ပဲဖြစ်ပါတယ် 任何加工调味，100%纯正原味的北海鳕鱼干。 Okay ရော့ဒါယူပါလက်ဆောင်ကြီးလေးတာလေ 交换礼物。 ခမည်းကြိုက်တယ်မလား အရန်ကောင်းတယ် စားပါယူလိုက်တော့ကျွန်တော်မြည်ရမယ်အလှဲ့လေ တူနဲ့ထူရမယ် တူနဲ့ထူရမယ်ကျွန်တော်တန်မဏိသွားသုံးတာကမှကောင်းအောင်မယ်မလိုက်တာဒါပေမဲ့အရန်စားကောင်းတယ်အနက်မညိဘူးအရန်ကောင်းတယ်ဒီဟာပူစားကောင်းတယ်ဗျ ဟုတ်တယ်ဒါကအမွှေးနဲ့နေထပ်ထည့်ထားတာဒါကတော့တဘာဝအတိုင်းပဲ That's nature. ကျွန်တော်ဘယ်ဆိုင်ကိုရောက်နေတာလဲသိလားကျွန်တော်ပြောပြမယ်ဒါကဘာပေါ်မှာအရှိန်ဆုံးဥမင်လန်းတွေကအလွန်ထူးခြားတဲ့နေရာဒီဇိုင်းတစ်ခုပါအစိုးရကဒီဥမင်လန်းကိုစိုးရိမ်နေမှာပဲဒီလောက်ရှိတဲ့24ကီလိုမီတာကျော်တဲ့ဒီဥမင်လန်းမှာရက်ရတာကြောက်ဖို့အရန်ကောင်းတယ်ဒီလောက်ရှိတဲ့ဥမင်လန်းနဲ့ဝင်လာတဲ့အခါမှောင်မဲမဲနဲ့ဆိုလို့ရှိရင်ညင်းငွေကြမကောင်းဘူးလားအဲ့ဒါကြောင့်ဒီလိုမျိုးအပေါ်ကနေအယောင်ပြောင်းမီးတောက်တွေနဲ့နန်းရံပေါ်တက်ထားတဲ့ဒီဇိုင်းဆွဲလိုက်တော့စိတ်ကူးရင်ဆန်းတဲ့ကဘာကြီးနဲ့တူသွားတာပေါ့很奇幻的一个世界。
2006 ခုနှစ်မှာကားစတင်ဖြတ်သန်းတဲ့ဒီလဲတော်ဥမင်လန်းကကမ္ဘာပေါ်မှာအရှည်ဆုံးဥမင်လန်းပဲဖြစ်ပါတယ်24.5 ကီလိုမီတာတိရှည်ပါတယ်ထိုင်ပေကနေထောင်ရွံအထိကားမောင်းလာတဲ့အကွာဝေးလောက်ရှိပါတယ်လမ်းမေးတစ်လျှောက်ကမဲမှောင်နေတဲ့ဥမင်လန်းမို့အိတ်ချင်နေမှတေးကြပါတယ်အဲ့ဒါကြောင့်နော်ဝေးသားတွေကဥမင်ထဲမှာတကောင်ရဲ့နေမင်းအလင်းနဲ့စောင်းရသည်ဝင်ရိုးစုံအလင်းကိုစိတ်ကူးပုံဖော်ပြီးဒီဇိုင်းထုတ်ကြပါတယ်စိတ်ကူးပုံဖော်မှုကိုကြည့်ပြီးရင်တော့ Christmas ဖိုးဖိုးရဲ့အလှည့်ဖြစ်ပါတယ်ဟယ်လိုခင်ဗျအမပတ်ကီလားကျွန်တော် Brian ပါမင်္ဂလာပါမင်္ဂလာပါအမပတ်ကီကဒီနေ့ကျွန်တော်ကို Christmas ဖိုးဖိုးရုံခန်းစီခေါ်သွားမှာလားကျွန်တော်မှာပြဿနာတစ်ခုရှိတယ်ကြည်လေနေမင်းကဒီလောက်ကြီးတာအရန်ပူတယ် तू ကအင်ကြီးလက်တို့ဝတ်တက်လားဝတ်တက်တယ်တခါတလေအင်ကြီးလက်တို့ဝတ်တယ်衣服你可以自己做啦或是把它换衣服啦ကြားတာထူးဆန်းလိုက်တာဟုတ်ပါပြီဗျာမမေးတော့ပါဘူးကျွန်တော်တို့အရင်သွားကြရအောင်ဒါကတော့နော်ဝေးအော်စလိုမြို့တောင်ပိုင်းကဂျာဘတ်မြို့လေးပါနိုင်ငံအသီးသီးမှာခရစ်စမတ်ဖိုးဖိုးကိုသူတို့နိုင်ငံသားဖြစ်ကြော်ညာနေချိန်မှာတော့နော်ဝေးကလည်း1989ခုနှစ်မှာခရစ်စမတ်ဖိုးဖိုးရဲ့နာမည်ရင်းဖြစ်တဲ့ဂျူလန်နီဆန်နဲ့သူ့ရဲ့မွေးရဇာတိဂျာဘတ်တို့ဖော်ပြလိုက်ပါတယ်ဘယ်လိုသက်သေပြတင်တယ်လဲဆိုတာတော့ဒီကမ္ဘာလုံးရရှိထားတဲ့ခရစ်စမတ်ဖိုးဖိုးရဲ့ပြန်စာနဲ့လက်ဆောင်တွေအရ90% လောက်ကဂျာဘတ်ကနေလာတာဖြစ်ပြီးတော့နှစ်300ကြာပြီးတဲ့နောက်မှာChristmas ဖိုးဖိုးမှာမျိုးဆက်ရှိနေပါသေးတယ်။ဝါဘာလေလဲစုံးမတွေပါလားဒီဘက်မှာရောဟာဒီမှာလည်းရှိသေးတယ်အားလုံးပါပဲဟာအနောက်မှာရှိသေးတယ်တဆိုင်လုံးရဲနေတာပဲ这是红红的赶紧看 Hello ကျွန်တော်က Brian ပါထိုင်ပေကလာတာပါကျမက Eva ပါတွေ့ရတော့ဝမ်းသာပါတယ်ဗျာဒီထဲမှာ Christmas ဖိုးဖိုးတွေအများကြီးပဲစုံးမတွေရောပဲဒါကခမားဒီဇိုင်းထုတ်တာလားဟုတ်ပါတယ်ဒါကကျမဒီဇိုင်းတွေကတခုပါအများစုကခမားရဲ့ဒီဇိုင်းလားကျမရဲ့ဒီဇိုင်းလေအမထွက်လာပြီးတော့မိတ်ဆက်ပေးလို့ရမလားဒါတွေအားလုံးကတကယ်လားဒါတွေအားလုံးကအမဒီဇိုင်းထုတ်တာလားဟုတ်ပါတယ် Oh this you designနှစ်စဉ်ခရစ်စမတ်ဖိုးဖိုးကိုလာကြည့်တဲ့ဧည့်သည်က2 သိန်းလောက်ရှိပါတယ်။ဒါကြောင့်အဝတ်စားဒီဇိုင်းတက်တဲ့ Eva ကအတွေ့ရပြီးခရစ်စမတ်ဖိုးဖိုးကိုပုံစံမျိုးစုံထုတ်လုပ်ခဲ့ပါတယ်။တချို့အတွေ့တွေကကလေးတွေရဲ့စိတ်ကူးယဉ်မှုကရလာတာပါ။ Eva ကကလေးတွေရဲ့ဆန္ဒကိုတီထွင်မှုနဲ့ဖြည့်ဆည်းပေးလို့သူ့ကိုယ်သူခရစ်စမတ်ဖိုးဖွားလို့တင်စားခေါ်ပါတယ်။နှုတ်ဆုကလေးဖြစ်တရုပ်ဆောင်တဲ့ခရစ်စမတ်ဖိုးဖိုးနဲ့ရက်ဆက်ကြမ်းကြုတ်ဟန်တရုပ်ဆောင်တဲ့စုံမတောင်ရှိပါတယ်။အခန်းငယ်လေးထဲမှာတော့ကလေးငယ်တွေရဲ့လိုချင်မှုတွေပြည့်နှက်လို့နေပါတယ်။ဒါကသူကအရန်ပင်ပန်းနေပြီခရစ်စမတ်ညပြီးတော့ကလေးတွေကိုခရစ်စမတ်လက်ဆောင်ပေးပြီးမှအရန်ပင်ပန်းသွားတယ်။အဲ့ဒါကြောင့်သူအိတ်နေတာ။ Anymore and he's so tired. He's sleeping. He's sleeping. See ဒီမှာအားလုံးအိတ်နေကြတယ် sleeping ဒါကရှေးလွန်ကြတဲ့ကလေးလောက်ကလေးမှာတကယ်လားနှစ်ပေါင်း200လောက်ရှိပြီဒါကရိုးရနော်ဝေးကလေးလောက်ကလေးမှာဒါကကျမဆွဲထားတဲ့ Christmas cat You here? This is my drawings. Oh and you can see the Christmas house. ဒါတွေကလေအမဆွဲထားတာလားဒါက Christmas ပွဲတော်မှာတုံးတာဒါရောပဲဒီအမဆွဲထားတဲ့ပုံတိုင်းကချစ်စရာလေးတွေကြီးပဲ I think you must take this video. ဒီလေးချက်ကိုအမှတ်တရအနေနဲ့ရှင်းကိုပေးမယ်တကယ်လားကဲကျေးဇူးပါပဲဗျာကျွန်တော်အမကိုနမ်းလို့ရမလားကျေးဇူးတင်ပါတယ်ဒီလိုဆိုလက်ဆောင်ရပြီပျော်စရာကြီးဗျာရှင်ခရစ်စမတ်ဘိုးဘိုးကိုကြည့်ခြင်းရင်အရှိမဧည့်သည်စင်တာရှိတယ်ခရစ်စမတ်ဘိုးဘိုးကအဲ့ဒီမှာရှင်ဘယ်လိုသွားမလဲဆိုတာခဏနေကျွန်မပြောပြမယ်တကယ်လားတကယ်ပါ If you wait 1 second I will show you a picture. Really? Yes, one. ခရစ်စမတ်ဘိုးဘိုးကအခုဧည့်သည်စင်တာမှာအလုပ်တက်နေတယ်တကယ်လား Okay ဒါကဧည့်သည်စင်တာကခရစ်စမတ်ဘိုးဘိုးဧည့်သည်စင်တာစီလာတဲ့စာတွေက2 သိန်းခွဲလောက်ရှိတယ်လေ and 50,000 letters from all over the world. Really? ရှင်သူ့ကိုသွားကြည့်လို့ရတယ် Ah
ခရစ်စမတ်ဖိုးဖိုးရဲ့ပုံတူကချစ်စရာကောင်းပါတယ်မြောက်ပိုင်းဥရောပဒဏ္ဍာရီထဲမှာခရစ်စမတ်ဖိုးဖိုးကစစ်လက်ဖျားအော်ဒင်ရဲ့ကိုပွားပဲဖြစ်ပါတယ်အော်ဒင်ကမျက်လုံးတစ်ဖက်ပဲရှိပြီးကိုခန္ဓာကကြီးမာပါတယ်စောင်းရသည့်ရောက်တိုင်းမှာဂျိုးရှစ်ချောင်းရှိတဲ့မြင်းကိုစီးပြီးမကောင်းသူကိုတန်ပေးပြီးကောင်းသူကိုဆုချီးမြှင့်ပါတယ်ဝေယောစွန်းဒေသကတဘာဝဘေးအန္တရာယ်တွေကိုကာကွယ်ဖို့စိတ်ကူးတွေရှိခဲ့ပါတယ်အဲဒါကြောင့်ဒဏ္ဍာရီတွေကမြောက်ပိုင်းဥရောပသားတွေရဲ့ယုံကြည်မှုပဲဖြစ်ပါတယ်အမဒီဘက်မှာသင်္ဘောတွေအများကြီးရပ်ထားတယ်နော်အမမဟိုသင်္ဘောရှိလားကျမတို့သင်္ဘောတွေဒီနှစ်မှာပဲရောင်းလိုက်ပြီရောင်းလိုက်ပြီလားဒီနှစ်မှာပဲရောင်းလိုက်ကြမဟုတ်ရင်မင်းတို့ကိုခေါ်ပြီးရှောက်လဲလို့ရတယ်ကောင်းလိုက်တာဒီမှာနေရတာတကယ်ကောင်းတယ်နွေရာသီမှာဒီလိုစိတ်ကမ်းမျိုးနဲ့ရာသီဥတုကလည်းကောင်းတယ်သင်္ဘောနဲ့ငါးများထွက်မယ်ဗျာကျမတို့တွေဆွီဒင်ကိုသွားကြတယ်နွေရာသီမှာဆွီဒင်ကိုသွားတယ်လေဆွီဒင်ကိုတိုင်းရိုက်သွားတာလားဒီနေရာနဲ့ဆွီဒင်နယ်ဆက်ကတိတ်မဝေးဘူးမဝေးဘူးတင်မောနဲ့9နာရီလောက်မောင်းရင်ရောက်ပြီ差不多5个小时就到了နော်ဝေးသားတွေရဲ့ပင်လယ်ကိုချစ်ပုံကတော့ရေနဲ့ငါခွဲမရတယ်လို့ပါပဲနေ့စဉ်ကုန်တင်သင်္ဘောနဲ့အခြားမြို့ကိုသွားလာပြီးအားလည်းရမှာသင်္ဘောနဲ့ထွက်လေကြပါသေးတယ်အဲ့ဒါကြောင့်ကိုပိုင်သင်္ဘောတစ်စင်းပိုင်ဆိုင်ဖို့ကနော်ဝေးသားအများစုရဲ့အိမ်မက်ပဲဖြစ်ပါတယ်နော်ဝေးရဲ့ခရစ်စမတ်ဖိုးဖိုးကရောသင်္ဘောနဲ့နေရာတိုင်းကိုလက်ဆောင်များလိုက်ဖို့မလားထင်စရာပါပဲအမဘက်ခီ तू မဟုတ်လားဟုတ်တယ် तू ပါပဲကျွန်တော်တို့သွားကြည့်မယ်တကယ်ပဲအားလုံးကကတ်တွေးကြီးပဲတကယ်ပဲခင်ဗျားကိုလူအစ်စ်ကမင်းရှိမှရက်နေပြီ present for you what should it be လူအစ်စ်ကကျွန်တော်ရှိမှရက်နေပြီခင်ဗျားကိုတွေ့ရတာအရန်ကုန်ယူပါတယ်ကျွန်တော်က Brian ပါထိုင်ပေရလာတာပါဒီထဲမှာ Christmas ကတ်တွေအများကြီးပဲဒီစာတွေကအာရှတိုက်အာဖရိကတိုက်မြောက်အမေရိကတိုက် Greenland ပြီးတော့ Finland တကဘာလုံးကလာကြတာနှစ်တိုင်းစာနဲ့ကတ်2500လောက်ရတယ် We receive approximately 20-25,000 cards and letters every year. Wow. အများကြီးပဲနော်ကျွန်တော်တို့ဒီစာတွေကြည့်လို့ရမလားရပါတယ်သူတကယ်စာဖတ်တာပဲစာတိုင်းကိုခင်ဗျားဖတ်တာလားဖတ်တယ်အဆောင်တိုင်းဖတ်ပါတယ်တကယ်လားတောင်ဝင်ကြေပွန်နဲ့ခရစ်စမတ်ဖိုးဖိုးပါပဲလားတအိတ်လုံးကိုဖတ်ကြည့်ရမယ်လေခရစ်စမတ်ပွဲတော်မှာခင်ဗျားလည်းခရစ်စမတ်ဖိုးဖိုးစီစာပို့ခြင်းလိပ်စာကဒီမှာပဲโอเคကျွန်တော်ထပ်ရှာကြည့်ခြင်းတယ်ဒီဘက်မှာစာရီအများကြီးပဲနော်ကျွန်တော်ကြည့်လို့ရမလားဗျရတာပေါ့ဒီမှာဂျပန်တယောက်ကိုရှာတွေ့ပြီကျွန်တော်နာမည်ကတာခါလာပါတဲ့ PS2 ကိုခရစ်စမတ်လက်ဆောင်ပေးလိုချင်ပါတယ်တဲ့ဘာရှိသေးလဲကျွန်တော်ကွန်ပျူတာကလေးကိုလိုချင်နေတဲ့ဒါဂျပန်ကလေးငယ်လေးတွေပဲသူတို့တွေတစ်ခါပို့တယ်ပီကာချူလိုချင်နေတဲ့ဒါပီကာချူဖြစ်မယ် Santa Claus Tom ကပြောပါတယ်ပုံမြင်တဲ့က Christmas ဖိုးဖိုးကအရက်ချိုပြင်းကြိုက်မှန်းသိတဲ့ကလေးရှိပါတယ်တဲ့သူမိဘတွေမရှိတော့ Santa Claus Tom ကိုပေးမလို့အရက်ခိုးထားကြောင်းစာထဲမှာပါပါတယ်ကလေးတယောက်ကဆိုရင်စီဒပလင်းပို့လိုက်ပါတယ်မိကိုခေါင်းနိုင်တဲ့အလဲတကူဝင်နိုင်အောင်ခန္ဓာကိုယ်ကိုစီလိမ့်မှုအတွက်ပဲဖြစ်ပါတယ်ဒီလိုပွင့်လင်းပြီးချစ်စရာကောင်းတဲ့စိတ်ကူးညံက Christmas ရုံငန်းကိုနှွေးထွေးစေပါတယ်ဘာလို့ချိုးလိမ့်တွေအများကြီးရှိနေတာလဲတခြားကလေးတွေကိုခရစ်စမတ်လက်ဆောင်ပို့လို့ရအောင်ကလေးအများစုကကျွန်တော်ကိုပေးတာပါ3-4နှစ်ကလေးတော်တော်များများကချိုလိန်မသုံးကြတော့ချိုလိန်တွေကိုခရစ်စမတ်တစ်ပင်မှာချိတ်လိုက်တယ်သူတို့ကိုယ်တိုင်ပဲချိတ်ကြတာဘာလို့လဲဆိုတော့3-4နှစ်သားတွေကမသုံးတော့ဘူးလေ Every children saying this is all right I can stop using this now and it says yeah in the envelope or they coming here and put it on the Christmas tree they're coming here so themselves and then they're putting this on someplace at the tree ပျော်စရာကြီးဗျာဒီလိုမျိုးတစ်ခါမှကျွန်တော်မကြားဘူးနို့ဘူးလည်းပို့သေးတယ်အခုကနွေရာသီဖြစ်နေပြီနော်ဝေးမှာအရင်အေးတယ်လေဒါပေမဲ့ဒီလိုဆိုင်မျိုးလည်းရှိသေးတယ် Ice Bar Hello ကျွန်တော်က Brian ပါ Hello ကြိုးဆိုပါရစေခင်ဗျားနာမည်ကဘာလဲကျွန်တော်က Jose Mijares ပါခင်ဗျားကိုကျွန်တော်ပြောပြချင်တယ်ဒီလိုရာသီဥတုကကျွန်တော်တို့အနေနဲ့တော့အရန်အေးလို့နေဗျကျွန်တော်တို့အတွက်ကတော့နွေရာသီပါနွေရာသီ Ice Bar လို့ဆိုင်မျိုးကိုခင်ဗျားဘာလို့ဖွင့်ထားရလဲ
ဒီနေရာကမြောက်ဝင်ရိုးစွန်းနဲ့ကီလိုမီတာ2000တောင်မဝေးပါဘူးကျွန်တော်တို့ဒီအဆောင်ကိုဝယ်ပြီးအထဲမှာရေခဲတန်100ထည့်ထားတယ်အခုအထဲမှာက3ညအောက်9ဒီဂရီပါ100 tons of ice the temperature inside will be -5 3ညအောက်9ဒီဂရီ ဟုတ်ပါတယ်အထဲမှာနည်းနည်းအေးပါလိမ့်မယ်2004ခုနှစ်9လပိုင်းမှာစတင်ဖွင့်လှစ်ခဲ့တဲ့ Artico Ice Bar ဟာဥရောပကုန်းမြေမြောက်ဖက်ဆုံး North Cape မှာရှိပါတယ်အခုအချိန်ဟာနော်ဝေးရဲ့နွေရာသီဖြစ်ပေမဲ့အပူချိန်က10ဒီဂရီပဲရှိလို့မခံနိုင်လောက်အောင်ကိုအေးနေပါတယ်ဒီ ice bar ထဲမှာကအားလုံးကရေခဲနဲ့လုပ်ထားတာဖြစ်ပါတယ်စိတ်ကူးညံအသုံးပြုမှုဟာလူကိုမခံစားစေနိုင်ပါဘူးဒီခန်းထဲကအားလုံးခမားစဉ်းစားမိမဲ့ပစ္စည်းအားလုံးနန်းရမအပါဝင်ဗျာအားလုံးကရေခဲတွေကြီးပါပဲသူတကယ်ပေးမဲ့ခံစားချက်ကဘားနဲ့နည်းနည်းပဲတူတယ်ဗျတကယ်ဘားရောဟုတ်ရဲ့လားဒီဘက်ကိုကြည့်ဒီလိုဘားကောင်လာတစ်ခုရှိတယ်2006ခုနှစ်ကအရန်ထူသေးတယ်တဖြည်းဖြည်းအေးပျော်လာတာမပျော်ပဲရှိနေဖို့အရန်ခက်တယ်ဘာလို့လဲဆိုတော့ဧည့်သည်တွေကကိုင်းကြီးပွတ်ကြည့်နဲ့ကိုအပူချိန်ကတဖြည်းဖြည်းအေးပျော်စေတယ်โอเคရေခဲကကြားလေပါးလေဒီလိုလက်နဲ့ပုတ်လိုက်တာနဲ့ပျော်တာပါကျွန်တော်လက်နဲ့ပုတ်လိုက်တာနဲ့သူ့မှာနည်းနည်းလေးအရှိပျော်သွားတယ်ကျွန်တော်ဒီမှာရှာနဲ့ရက်လိုက်ရင်ရှားကတ်နေပါရက်ကြည့်ကြည့်လေဒီထဲမှာထွင်းထူထားတာရမ်းလာတယ်အများကြီးပဲကျွန်တော်ထင်ဒါကအမှုပညာတစ်မျိုးပါဟုတ်ပါတယ်တာရှည်မခံတဲ့အမှုပညာတစ်မျိုးပါကျွန်တော်တို့အရင်ထူထွင်းပြီးမှအထဲကိုသွင်းတာပါโอเคအထဲကအပြင်ထက်နှွေးတယ်တကယ်လားတကယ်ဒီအထဲကအပြင်ကထက်နှွေးတယ်လို့ခန်းစားရပါတယ်တကယ်ပါပဲတကယ်ပါဒီအထဲမှာလေးမဝင်ဘူးတကယ်လားဒါပေမဲ့ကျွန်တော်အထင်3ဒီဂရီနဲ့5ဒီဂရီကမသိတာဘူးဗျဘာထူးလို့လဲဒါပေမဲ့အောက်မှာတော့သမင်တရေတွေအပြည့်ခင်းထားတယ်နော်နှွေးဖို့သုံးတာဒါအိပ်ဖို့နေရလားဟုတ်ပါတယ်ခင်ဗျားစမ်းကြည့်နိုင်ပါတယ်โอเคဒါအတူတူတော့မထင်ပါနဲ့အောက်ကတကယ်ရှိခဲ့ပါတကယ်ပဲပုံနှွေးလာမှာလားဒီထဲကယာတီဦးတို့ကခမောင်းအနေနဲ့နှွေးရသေးပေါ့ဟာလားဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တော့စောင်းရသည်ပဲဗျခင်ဗျားစောင်းရသည်ကြရင်ဒီကိုပြန်လာခဲ့ပါတကယ်လားမလားစောင်းရသည်နဲ့နှွေရသည်ကွာခြားချက်ကိုသိလိမ့်မယ်โอเคစောင်းရသည်မှာထပ်လာနိုင်မှုမျှော်လင့်ပါတယ် But you must come back in winter time. Really? အရန်ကိုအေးပါတယ်ရေခဲတိုက်ထဲမှာအပိတ်ခံထားရတဲ့ခန်းစားချက်ကိုတွေးကြည့်နိုင်ပါတယ်ဒါဟာစောင်းရသည့်ဝင်ရိုးစွန်းဒေသရဲ့နေထိုင်မှုပုံစံပဲဖြစ်ပါတယ်နှစ်ဝက်လောက်ကနေကိုမမြင်ရပါဘူးမဲမောင်ပြီးအေးနေပါတယ်ဒါကြောင့်မို့မြောက်ဝင်ရိုးစွန်းကလူတွေဟာစိတ်သက်ကြအားငယ်မှုကိုကာကွယ်တဲ့ဆေးတွေကိုအားစေးအဖြစ်စားကြပါတယ်စိတ်ကူးဆေးပညာမှာဝင်ရိုးစွန်းဒေသကိုကိုတေးချောင်းကြံတဲ့ရဝန်းလို့ခေါ်ဆိုကြပါတယ်ဒီစပိန်လူမျိုးတွေကနော်ဝေးကိုလာပြီးတော့အေးကိုလာလေ့လာကြတယ်။ရည်စရာကောင်းတာကနော်ဝေးသားတွေကစပိန်သွားတာအရန်ကြိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီမှာနေရောင်ပုံများတယ်ထင်လို့ပါတယ်။ခင်ဗျားအင်္ဂလိပ်စကားပြောတတ်လားကျမတို့ကမီယာမီကလာတာအမေရိကကပါခင်ဗျားကဟုတ်ပါတယ်အမေရိကကလာတာလားဟယ်လိုခင်ဗျားဒီတဲကရာသီဥတုကိုကြိုက်လားမကြိုက်ဘူးအရန်အေးတယ်မီယာမီရဲ့ရာသီဥတုကတစ်နှစ်လုံးနှွေးနေတာမီယာမီအားလုံးကကမ်းခြေတွေပဲနော်ကမ်းခြေဒီမှာရောဘယ်လိုခံစားရလဲအရန်အေးတယ်ဒါပေမဲ့အရန်လှတယ်စမ်းကြည့်Really? Let's make a break. Let's Cheers. Cheers. ဒါရေခဲနဲ့လှုပ်ထားတဲ့ခွက်ပဲကန်တီ
Scandinavian တောင်တန်းဟာနော်ဝေးနိုင်ငံကိုတောင်လိုက်ဖြတ်တန်းတည်ရှိနေပါတယ်။ရေခဲမြစ်အဆက်မပြတ်တိုက်စားမှုကြောင့်နတ်ရှိုင်းနဲ့ပင်လယ်လက်တက်1000ကျော်ဖြစ်ပေါ်လာပါတယ်။ပင်လယ်လက်တက်ဆိုတာဟာနော်ဝေးရဲ့ဝိညာဉ်ဖြစ်ပြီးတော့မြစ်မမဆောက်ကြီးမားတဲ့ရေတံခွန်တွေနဲ့အမျိုးမျိုးအဖုံဖုံပြောင်းလဲမှုတွေရှိတဲ့ရေလမ်းပါ။စစ်တမ်းများအရတော့နော်ဝေးရဲ့ပင်လယ်ကမ်းရိုးတန်းနဲ့ပင်လယ်လက်တက်ကမ်းရိုးတန်းအရှေ့ကိုပေါင်းရင်ကမ္ဘာကြီးကိုတဝက်ပတ်လို့ရပါတယ်။အချို့လူတွေကနော်ဝေးကိုရေခဲမြစ်တွေပုံဖော်ခြင်းခံရတဲ့နိုင်ငံလို့တင်စားကြပါတယ်။ခင်ဗျားတို့ရဲ့ပန်းနိုင်နေရပါမှာလေ။ကျွန်တော်ကဒီမှာကျွန်တော်လည်းသိချင်မသိဘူး။ခင်ဗျားမသိဘူးလား။ခင်ဗျားတို့ဘယ်သွားမှာလဲ။ဈေးဝယ်ထွက်တာလား။ကျွန်တော်တို့မှာ2ရက်ခီးစဉ်ရှိတယ်။2ရက်။ဟုတ်တယ်။ခင်ဗျားတို့ဘာမှအိတ်မှာလဲ။ကျွန်တော်တို့တွေနေရာတစ်ခုခုမှာရွက်တဲထိုးပြီးနေမှာပါ။တနေ့ရမှာခဏနေဦးနော်ခွင့်ပြုပါဦး။ဘယ်သွားမလဲဆိုတာခင်ဗျားတို့သိလား။ခင်ဗျားတို့ဒီညဘာမှစကန်ချမလဲ။ Norhout မှာဖြစ်လောက်တယ်။အားလုံးကကရက်လီလှော်ကြမှာပြီးတော့ရောက်တဲ့နေရာမှာစကန်ချမှာပေါ့။ဟုတ်ပါတယ်။ Wherever you go andဒီနေ့ဘာလုပ်မယ်ဆိုတာကိုသူတို့မသိတာကအရန်ကိုထင်ရှားပါတယ်။နော်ဝေးပင်လယ်လက်တက်တွေကတိတိကျကျသိရဖို့အရန်ခက်ခဲပါတယ်။စွန်စားခီးသွားဖွဲ့ကကြိုတင်ပြင်ဆင်လာလို့တော်ပါသေးတယ်။ဒီလက်တက်က Voss ကနေ Flam ကိုဖြတ်ပြီးနောက်ဆုံးမှာ Gavin ကိုရောက်မဲ့လမ်းကြောင်းဖြစ်ပါတယ်။ဒါကိုခီးတိုလို့ခေါ်ပြီးတော့ရက်တိုခီးတွေနဲ့တင်လျော်ပါတယ်။အပျော်စီးသင်းမောနဲ့ပင်လယ်လက်တက်ကိုလှည့်နိုင်တယ်လို့ဗလကောင်းရင်တော့ကိုယ့်ဘာသာကိုလှည့်လော်ပြီးထွက်လို့ရပါတယ်။ခင်ဗျားနေပြဆရာနော်ဟုတ်ပါတယ်ကျွန်တော်က2ရက်ခရီးအဖွဲ့ကိုဦးဆောင်ပါပါ2ရက်ခရီးခင်ဗျားဘာသာလှေလော်မှာပေါ့အဲ့ဒီအများစုကဘယ်လာလဲဗျကျွန်တော်အထင်ဩစတြေးလျကဖြစ်မယ်ဩစတြေးလျအင်္ဂလန်ပြီးတော့ American New Zealand ကလည်းရှိတယ်So yeah, quite a good mix. The guides are from New Zealand. Yeah, so they have these. ဒီ86တွေကအဝတ်အစားနဲ့လူသုံးကုန်တွေထည့်လို့ရတယ် Put all their personal clothes into. So 2ရက်ကြီးမှာတနေ့လုံးလှေလော်နေမှာလား rolling I mean a whole day ကျွန်တော်တို့တွေ15ကီလိုမီတာကိုလှော်မှာပါ15ကီလိုမီတာနေတိုင်း9ကီလိုမီတာကနေ10ကီလိုမီတာလောက်ကျွန်တော်တို့ခံနိုင်တဲ့အတိုင်းအတာပမာဏလောက်ကိုပဲလှော်ကြမှာပါရေစီးကငြိမ်နေမတန်ဘူးလမ်းမှာအရန်လှတဲ့ရေတံခွန်တွေအများကြီးပဲဒါကပြိုင်ပွဲတော့မဟုတ်ပါဘူး So lots of nice waterfalls so it's not a raceပြိုင်ပွဲတစ်ခုမဟုတ်လို့တော်ပါသေးတယ်ဒီလိုလှေလော်တဲ့နည်းပညာမှာအားဘူးတယောက်ကတော့နောက်ဆုံးဆိုတာကိုမပြိုင်မဲနဲ့သိပါတယ်ဒီနေ့ရဲ့ပန်းနိုင်ကကမ္ဘာပေါ်မှာအရှည်ဆုံးနဲ့အနက်ဆုံးဖြစ်တဲ့အနက်ကမီတာ1300နဲ့ကီလိုမီတာ200.5ရှည်တဲ့ဆန်ပင်လယ်လက်တက်ပါထိုင်ပေကနေယွင်လင်လောက်ရှိပါတယ်ကားနဲ့ဆိုရင်3နာရီလောက်ကြာပြီးလှေလော်မယ်ဆိုရင်တော့3-4ရက်လောက်လှော်မှရောက်မှာပါလိုင်စင်မရှိလဲပဲလှေလော်လို့ရပါတယ်ဒီလိုအပေါ်ပိုင်းကိုကင်ထားခမားပြောင်းပြန်ဖြစ်နေတယ်ဟုတ်တယ်ဒီလိုပါဒီလိုတစ်ဖက်ကိုလှန်လိုက်ပါတေးသေးချာချာဆုပ်ထားတိကျတဲ့အနေအထားကမှန်တယ် Just make sure when you hold your pedal like that ဒီဘက်ပေါ်ကိုခမားပြောင်းပြန်ဖြစ်နေပြီလက်မောင်းက90ဒီဂရီခေါင်းကိုကြော်ပြီးတော့မြင့်မြင့်မြောက်ဒီလိုတော့ပါလက်မောင်းကိုကိုယ့်ရဲ့ရှေ့မှာထား hands from the pedal okay because then you can have a nice drop pedal ဒီလိုကုန်းမြေပေါ်ကလှေလော်တဲ့နည်းပညာကရေထဲမစင်းခင်မှာကြိုတင်ပြင်ဆင်ရတဲ့အလုပ်ပါလိုင်စင်မလိုပါဘူးစီဖြည့်ဖို့လည်းမလိုပါဘူးပလော်ဒက်ကစတီယာရင်ပါဝါကိုကိုစားပြုပြီးတော့ဘလကတော့အလကားရတဲ့ဓာတ်စီပါတစ်ဖက်ကကိုလက်ကျမ်းပါပြီးတစ်ဖက်ကတော့ပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ပါတယ်အဲ့ဒါကြောင့်နော်ဝေးကရိုးရှင်းတဲ့အသွင်ရှိနေတာပဲဖြစ်ပါတယ်ခဏနေရင်ကျွန်တော်ဒီဒီဇင်းကိုလှော်ရမှာကြည့်ရငြိမ်မလားမသိဘူးဗျအနောက်ကစီစဉ်ထားတာကပစ္စည်းတွေထည့်လို့ရအောင်ဖြစ်ရမယ်ကြည့်ပါဦးသူ့မှာထည့်ထားတာဘာမှမရှိဘူး那放的东西没有看一下它的里面设计怎么样OK看一下它的设计哦有没有厨房အထဲမှာအိမ်သာတစ်ခုရှိတယ်厕所是吧ခမားလှေလော်လို့တဝက်လောက်ရောက်ရင်အဲ့ဒီမှာပြုံတစ်ခုရှိတယ်အနောက်နဲ့ဆက်ထားတာမဟုတ်ပါဘူးလှေအစုံးနဲ့လှေထိပ်မှာနေရာလို့တစ်ခုရှိတယ်သေးငယ်တဲ့ပစ္စည်းတွေထားလို့ရတယ်ပြီးတော့ခြေထောက်အောက်ဖက်မှာလည်းပစ္စည်းထည့်လို့ရတယ်လေကျုံးဖို့အိတ်လေးတစ်လုံးတော့ထည့်လို့ရတယ်ထားလိုက်ပါလှေမှောက်သွားလိမ့်မယ်တော်ပါပြီကျွန်တော်မယူသွားတော့ပါဘူး算了不要带相机了不会翻啦 notebook 带上去အင်တာနက်မှာမချိတ်ထားတာအဆင်မပြေဘူးပိတ်လို့မရတော့ဘူး
ကွန်ပျူတာနဲ့အားပူရဲ့ခန္ဓာကိုယ်အလေးချိန်မှာဆိုရင်လှေကလေးသွားမှာပါကီလိုမီတာ200ခီးစဉ်ကပုံမှန်ဆိုရင်3ရက်နဲ့2ညလှော်ရတာပဲဖြစ်ပါတယ်အားပူတယောက်ကတော့ကဲကြပါအောင်လို့အော်နေပါတယ်ဂျားမှာတော့နားတဲ့နေရာမရှိပါဘူးအားလုံးကိုအနောက်ကအကန်ထဲမှာထည့်ထားတယ်ကျွန်တော်လည်းဝတ်စုံပြင်ဝတ်ထားတယ်ဒီမှာအပေါက်တစ်ခုရှိတယ်ကျွန်တော်ကအဲ့ဒီပေါက်ထဲဝင်နေတာအားလုံးဟိုဘက်မှာလေ့ကျင့်ပြီးနေပြီဒီလေကကျွန်တော်အတွေးတွေကဆိုတော့ကြောက်စရာမကောင်းဘူးဗျလှော်တဲ့အခါနေလို့လည်းအရန်ကောင်းတယ်ထိန်ရတာလည်းကောင်းတယ်ဒီလိုလှော်တဲ့အခါတကယ်တော့နောက်ဆုံးရင် break ဖမ်းတာဒီလိုတယောက်စီးလေက6တောင်နားမှာခြေနှင်းပြ2ခုရှိတော့အရှိကိုလှော်တဲ့အခါမှာကူညီပေးတယ်ဗျညာဘက်ကိုလှည့်ခြင်းတဲ့အခါညာဘက်ခြေနှင်းကိုနင်းုံပဲဘယ်ဘက်ကိုလှည့်ခြင်းရင်တော့ဘယ်ဘက်ခြေနှင်းကိုနင်းရမှာပေါ့ဒီလိုဆိုတော့လှေလှော်တဲ့အခါလှည့်ရတာပို့လွယ်ပါတယ်အားလုံးသွားကြပြီ这样会帮助你在滑的时候更容易转弯好大家都出发了ကန်တစ်ဖက်ကမြောက်အော်တန်တွေများလာလို့ထင်ရပါတယ်လှေလေးကလည်းတောင်ထက်ကိုကြော်ခဲ့ပြီးတော့လှေလှော်တာကြာနေတာတော့မြောက်ကိုမတွေ့ရပါဘူးဘေးနှစ်ဖက်မှာတော့မြင့်မားတဲ့ကမ်းမားတွေသာရှိပြီးတော့ထေဝါတင့်တယ်လှပချက်ကအသက်ရှူမှားလောက်ပါတယ်ညာစင်းရောင်ရင်မျက်နှာပြင်ကတည်ငြိမ်ပြီးကျင်းမုံပမာကြည်လင်လွန်းပါတယ်နော်ဝေးသားတို့ရဲ့တဘာဝတရားကြီးကိုအလေးထားမှုကပိုပြီးသိသာစေပါတယ်။ပြစ်စလက်ခတ်မဟုတ်ပဲတန်မိုးထားတဲ့စိတ်ဓာတ်ပဲရှိပါတယ်။ကျွန်တော်တို့တော်တော်ကြာကြာလှေလောခဲ့တယ်။ကျွန်တော်အချိန်ကိုမကြည့်မိဘူးဗျ။တနာရီလား2နာရီလားပဲ။ Okay 2နာရီကြာလောခဲ့တယ်။အခုအရန်လာတဲ့နေရာတစ်ခုကိုရှာတွေ့ထားတယ်ဗျ။အနောက်ဘက်မှာရေတကုံကြီးတစ်ခုရှိတယ်။ပြီးတော့ဒီဘက်ကကြောက်တုံးတွေကိုကျွန်တော်တို့စီထားပြီးတော့နေ့လယ်စာအသားကိမ်ကိုပြင်ဆင်နေကြပြီ။要来烤肉享受午餐啊！介绍你的队友。ခင်ဗျားရဲ့အဖွဲ့သားတွေနဲ့မိတ်ဆက်ပေးပါဦး။ဒီလောက်ကြာကြာလှေလော်လာတော့မောလားဗျကျွန်တော်ခံနိုင်ပါတယ်တကယ်လားခုနကသူတို့တွေကကျွန်တော်အနောက်မှာစလှေလော်လာနဲ့အဆင်မပြေဘူးအဖွဲ့တွေနဲ့အလန်းဝေးသွားတယ်နောက်တော့အရန်ကြီးတဲ့ရင်ကောင်းတွေကျွန်တော်ဒီဘက်မှာအကိုက်ခံသေးတယ်ဒီဘက်လည်းအကိုက်ခံရတာကြီးလိုက်တာအဲ့ဒီဘက်မှာလှေလော်ရင်းနဲ့ဘာလို့လက်နာနေလဲလို့ကျွန်တော်စဉ်းစားနေတာခင်ဗျားအဆင်ပြေရဲ့လားခင်ဗျားလော်တာမပြင်းဘူးအားလုံးအဆင်ပြေတယ်နော်ဒါပေါ့ဘာမှမဖြစ်ပါဘူးကျေးဇူးပါပဲဒီနေ့နေ့လည်စာအတွက်ခင်ဗျားပေါင်မုတ်ယူမလားကောင်းတာပေါ့ဒီမှာစားနိုင်ငုံကောင်းကြိုက်တဲ့လောက်ယူဟုတ်ကဲ့ပါ we got some salt and pepper here if you want to adjust it so sure အားလုံးစားစရာရှိတယ်နော်ဒီမှာဘာမှပြောစရာမရှိဘူးရေကူးလို့ရတယ်လေနွေရာသီရောက်လို့ရှိရင်ရေကူးမယ်လှေလှော်မယ်ဟုတ်ပါတယ်ကျွန်တော်တို့တွေကတဘာဝအငွေအသက်နဲ့အသက်ရှင်နေတာဒီမှာအရန်အေးတာဘာလို့လဲဆိုတော့ရေတကွန်တွေများလို့လေရေစီးတိုက်စားသွားပြီးအဲ့ဓာတွေကတောင်ပေါ်ကနှင်းတွေအရေးပြောလာတာရေအပူချိန်ကအရန်နှိမ့်နေโอเคဗျာဒီဘက်ကဘဝတွေကတကယ်တော့အများကြီးစဉ်းစားကြရမလို့ဗျအရန်ကောင်းတဲ့တဘာဝရှုခင်းကိုခံစားတာပါပဲ Okay 在这边生活啊其实不需要想太多你就是享受那个ရေကောင်ကြီးပဲရေကောင်ကဘာလို့လူကိုကြိုက်တာလဲဗျစွန်စားခီးသွားဖွဲ့ဟာရုပ်ရှင်ရိုက်တဲ့အချိန်နဲ့ပတ်သက်ပြီးအဖွဲ့သားတွေနဲ့3ရက်2ညအတူမနေနိုင်ပေမဲ့ဒီခီးစဉ်ရဲ့ရှုခင်းတွေကအရန်ကိုဆွဲဆောင်ပြီးနော်ဝေးသားတို့ရဲ့တဘာဝတရားပေါ်တယူတန်ခြင်းနဲ့ပြင်းထန်တဲ့အေးဒဏ်ကိုကြော်လွှားနိုင်တဲ့ဇီဝစွမ်းအားကိုတွေ့ရှိခံစားရပါတယ်ဒီနေရာမှာအလုတ်ကတော့အရန်ပဲများပါတယ်မြက်ခင်းပေါ်ငိမ့်ငိမ့်သက်သက်လှည့်ချပြီးနှစ်ပေါင်းများစွာကဘိုးဘေးတွေကိုမျှော်ကြည့်လိုက်မိပါတယ်သူမြင်နေရတာကတော့အပြာရောင်ကောင်းကင်ကြီးနဲ့ရှင်းသက်တဲ့လေကိုရှုသွင်းမိပါတယ်နော်ဝေးရဲ့တစ်တော်နဲ့ဝင်ရိုးစွန်းဒေတာကြန့်ခိုင်တဲ့ငဲ့ညာမှုတိတ်ဆိတ်မှုနဲ့နက်ရှိုင်းဝေးကွာမှုတွေကခြောက်ရတည်တတ်နေမယ်ဟုတ်မဟုတ်ဆိုတာအရေးမကြီးတော့ကြောင်းကိုရိပ်စားမိစေပါတယ်ဒီအချိန်မှာတိတ်ကင်းစင်မီလာမင်းတာတယ်ဆိုတာစိတ်ရဲ့အကောင်းဆုံးအဖြစ်မှန်ပါပဲဒီခီးစဉ်ကိုတော့တသက်မမေ့နိုင်တော့ပါဘူးဘာကြောင့်လဲဆိုတော့စွန့်စားမှုဆိုတာဟာတဲထိတ်ရင်ဖိုးစေဖို့အဓိကမကျဘဲနဲ့ရင်ထဲမှာဆွဲမြဲပြီးကြံ့ရစ်နေစေဖို့ပဲလိုတယ်ဆိုတာသိလာရလို့ပဲဖြစ်ပါတယ်原来是这个原因啊快走说青岛话好我是从青岛来的专门到挪威来钓鱼的是哎回去以后可以告诉我的家人我钓了很大的鱼光宗耀祖了那就对了没错上来再说吧我把一切给了你希望你好好珍惜包租婆點解霎時間會冇水呢？